ဒါကတော့ကံကြမ္မာရဲ့ကြည်စဲမှုကိုခံနေရတဲ့ကောင်မလေးတစ်ယောက်နဲ့လူသားမဟုတ်တဲ့တေထင်းတရားနှက်ဖျားတို့ကြားကထူးဆန်းပြီးစိတ်မကောင်းစရာကောင်းတဲ့ဇလန်းလေးတစ်ပုဒ်ပေါ့ဇလန်းလေးကတော့ကီယောင်ဆိုနဲ့ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကနေစတာပါကနေ့မှာတော့သူမကဘာပြက်မကြသတင်းစိုးတစ်ခုကြားလိုက်ရလေအဲ့လာကတော့သူမဦးနောက်ထဲမှာအကြည့်ရှိနေတယ်ဆိုတာပါပဲဆရာဝန်ကအမြန်ခွေးစိတ်ဖို့ပြောပေမဲ့အလုတ်တွေအယမ်းများနေတဲ့ကီယောင်ကတော့နားဖို့အခြေမရှိဘူးလို့ညင်းခဲ့တာပေါ့အလုတ်ကအသက်ထက်အရေးကြီးသလားလို့ဆရာဝန်ကငေါက်လိုက်ပြီးခွဲစိတ်ရင်တစ်နှစ်လောက်အသက်ဆက်ရှင်နိုင်ပေမဲ့မခွဲရင်တော့3လပဲခံတော့မယ်လို့ပြောလိုက်တဲ့အခါကီယောင်တယောက်စိတ်တက်တွေအကြီးကျယ်ကျသွားပါတော့နေစိတ်ပြက်လက်ပြက်နဲ့ဆေးရုံထဲကထွက်လာတဲ့အချိန်မှာတော့အယမ်းချောတဲ့လူငယ်လေးတယောက်နဲ့ဝင်တိုက်မိပါလေရောကီယောင်ကစိတ်ထဲကနေဟဲချောလိုက်တာလို့ကြိတ်ပြီးချီးမွမ်းနေတော့မှာပဲအဲ့ဒီလူကငါချောတာငါသိတယ်ဒါပေမဲ့အခုအလုတ်ရှုံနေလေလို့ပြန်ပြောလိုက်လို့ကီယောင်တယောက်ကြောင်သွားခဲ့ရလေသူမရဲ့စိတ်ထဲကစကားကိုသူကဘလူကြားသွားတာလေ